အားလုံးပဲမင်္ဂလာကျွန်တော်နာမည်ကတော့မောင်ဒက်ရှ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကန်ပြသွားတော့အားကန်နဲ့ run မှာ damage ထွက်အောင်ကန်ပြသွားပဲဖြစ်ပါတယ်အားလုံးကိုယ်လေးလိုက်ပြီးတော့ကြည့်ကြည့်လိုက်ရအောင်မဆိုရင်ကျွန်တော်စောစောကြီးပြေးသွားပါတယ် If it wasn't me, I'm afraid. All shall be the အဲ့မှာအဲ့တော့ကျွန်တော်တက်လိုက်ပါပြီ 1k ပြန်ရပါတယ် There goes my mirth. Bloodshed and violence nourish me. အဲ့မှာကျွန်တော်ဟန်နာဗီကိုလက်အိမ်နေချိန်မှာတော့ကြောက်ကျွန်တော်နောက်ကနေဝင်သွားတယ်ဟန်နာဗီကိုပဲလိုက်အင်းလိုက်အားကကိုင်းနေဆိုတာလေတွေးတဲ့လူလိုက်တက်လို့မရအောင်တေချာရဲ့လူကိုပဲတေနိုင်ရဲ့လူကိုပဲတက်လို့ရ The world born in darkness. My once bloodshed and violence nourish me. Wasn't me. ဒီအချိန်မှာလည်းပြကြအောင်ပြီးလိုက်လို့ရတယ်ပေါ့နော် I am the only judge of myself. အဲ့ဒီအချိန်မှာဟာရလာလို့တော့ကျွန်တော်နိုင်မသေးတာပေါ့နော် ဒီနေရာမှာနေကျွန်တော်ရေဒီယိုသုံးလို့ရတယ်။ဒါပေမဲ့တိမ်မဲ့ထင်လို့တော့ကိုလျှော့ပါ ဒီမှာလည်း AD နဲ့ expire အောင်မသုံးသေးမယ်နဲ့သုံးလိုက်ပါတယ်ပေါ့နော် Violence nourish me. ဒီခါမှာဟန်နဗီရဲ့ရောက်လာတဲ့အချိန်မှာဆွဲစားပြီးလိုက်ပါတယ်အဲ့ဒီအချိန်မှာ 5/1 ဖြစ်တဲ့အတွက်ကြောင့်လို့ပြန်ခံလိုက်ရပါတယ်ဒါပေမဲ့ကျွန်တော်အပြေးတော့ရှင်းတော့မလို့ပြန်ပြေးလာနိုင်ခဲ့ပါတယ် I am the only judge of myself. For the lost soul. ဒီမှာ global ချောက်တော့ရိုက်လို့ပွေးပဲကျန်နေတယ်အဲ့ဖာရောက်လာပြီလူတွေအများကြီးခေါ်လာပေါ့နော်လူ၄ယောက်တော့ရောက်ပေးချင်ကျွန်တော်လည်းဖနက်ကိုချိုးတာဖနက်ကမယူရမိရဲ့အတွက်ကြောင့်မို့ပြေးလို့မရတဲ့အတွက်ပြန်ချရှော့ပါတော့ ဒီမှာဟန်နာဗီကိုတက်တာဟာလာဘူးကပါလို့ကျွန်တော်မသေးတာပေါ့နော်ဟိုသေးသွားပြီပေါ့နော် Some may fear death. Hey, take my show back down. My once Request initiate retreat. Okay. ရောပြေးပေါ့နော်
လာတယ်ပေါ့နော်တက်လိုက် For the lost souls. Immortality or death. ကြည့်ဖိုးလိုက်စီလောင်းရင်သွေးကိုရှိုးလိုက်ဒါတော့အဲ့ဒီမိမဖွင့်သေးဘူးဖွင့်ပြီးလိုက်နိုင် ခိုးနေပေါ့နော်အဲ့မှာဟန်နဗီကိုတက်ပြီးအဲ့မှာလုံးဝဒါမေးကြီးอ่ะဒီနိုင်ဝိုင်းပေါ့နော်ကျွန်တော်နောက်နေ့တွင်